ဆရာတော်ဖျားပါကျုပ်ဆရာတော်ဖျားကြီးကဘယ်လိုကုသိုလ်ကြောင့်အတန်ကြားရယုံနဲ့စိတ်နှလုံးအေးချမ်းနေရပါလဲဖျားဆရာတော်ဖျားကိုလည်းကြည်ညိုလျက်ပါတဲ့ပါကျုပ်ဆရာတော်ကြီးမှမဟုတ်ပါဘူးနော်သူတော်ကောင်းအစ်စ်မှန်ရင်သူတို့ရဲ့မျက်နှာသူတို့ရဲ့အတန်ကိုမြင်ရကြားရတာနဲ့မြင်ရကြားရသူမှစိတ်နှလုံးကိုအေးချမ်းစေပါတယ်ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်သူတို့မှာကောင်းတဲ့လက္ခဏာတွေရှိလို့ပါကောင်းတဲ့လက္ခဏာတွေကဘာတွေလဲဆိုရင်1တရား2သီလ3တုတ္တ4စာက5ဝရိယ6တတိ9သမာဓိ10ပညာဆိုတဲ့သူတော်ကောင်းလက္ခဏာ10ပါးရှိလို့ပဲဖြစ်ပါတယ်ဒီသူတော်ကောင်းလက္ခဏာ10ပါးရှိတဲ့သူတော်ကောင်းတွေဟာမြင်ရကြားရတာနဲ့စိတ်နှလုံးကိုအေးချမ်းစေပါတယ်ပါကျုပ်ဆရာတော်ဘုရားကြီးကိုမြင်ရကြားရလို့စိတ်နှလုံးအေးချမ်းရတယ်ဆိုတာဆရာတော်ကြီးမှာဒီလက္ခဏာ10ချက်ရှိနေလို့ပဲဖြစ်ပါတယ်နော်